နောက်နှစ်ငယ်ကြာရင်မြင်တွေ့ရဖို့မတိကြတော့ပဲကဘာပေါ်ကမျိုးသုံးပြောက်ွယ်ရတော့မယ်တိရစ္ဆာန်တွေများစွာရှိနေပါတယ်လူသားတွေရဲ့လောဘနဲ့အလွန်ကျွံမဲလိုက်မှုတွေကြောင့်နောက်ဆိုတက်ပုံထဲမှာပဲမြင်တွေ့ရမယ်တိရစ္ဆာန်တွေအကြောင်းပြောပြပေးသွားမှာပါမစ္စင်းဝေါနဲ့ပြင်လဲကြိုဆိုလိုက်ပါတယ်ပထမတော့ပင်လယ်ထဲကပန်တာလေးတို့တင်စားကြပြီးပခရီးတာလို့ခေါ်တဲ့အသေးဆုံးလေးမိုင်မျိုးစားပါဒီကောင်လေးတွေကလူတွေကိုရှောင်တက်ပြီးများသောအားဖြင့်အုပ်စုဖွဲ့အသေးလေးတွေပဲသွားလာတက်ကြတယ်တရားမှုဝင်ငါးဖန်ပိုက်တွေကြောင့်အခုဆိုရင်ဒီကဘာလုံး10ကောင်ဝန်းကျင်ပဲတက်ရှင်ကျန်ရစ်ပါတော့တယ်ဒါကဘာပေါ်ကအချိန်မီပြောက်ွယ်သွားနိုင်တဲ့အနီရောင်စစ်သက်မဲ့ခံရပါတယ်ဒုတိယကတော့ကမ္ဘာရှားပါသောတောကြောင်မျိုးတွေဖြစ်တဲ့အမူရလက်ပါလို့ခေါ်တဲ့ကျက်သစ်တွေပါ။အခြားကျက်သစ်တွေနဲ့မတူဘဲအလွန်အေးတဲ့နှင်းပုံဒေသများနဲ့ရှင်းသက်နိုင်အောင်နေထိုင်တတ်ကြတယ်။အေးဆက်လာသောရုရှားနဲ့တရုတ်မြောက်ပိုင်းတို့ရဲ့တစ်တော်နဲ့တောင်တန်းဒေသတွေအဓိကတွေ့ရတယ်။သူတို့ဟာမဲလိုက်ခံရမှုနဲ့တောပြုတ်မှုတွေကြောင့်လက်ရှိတောရိုင်းထဲမှာအကောင်ကြီး100ကျော်ပဲကျန်ပါတော့တယ်။နောက်ဆုံးကအာရှတိုက်ရဲ့ရှားပါသောနှုတ်တိုက်တဲ့တော်ဖြစ်တဲ့ဂျာဗာကျက်တွေပါ။အာဖရိကကျက်တွေနဲ့မတူဘဲဂျာဗာကျက်တွေမှာဥကြိုတစ်ချောင်းလေးသာပါရှိပြီးများသောအားဖြင့်အထီးတွေမှာပဲဥကြိုပါလေးရှိတယ်။ဒီကောင်ကြီးတွေရဲ့ရည်ပြားခန္ဓာကိုယ်ကိုတန်ချစ်ကအင်ဂျီဘိုးဆင်ထားသလိုအချက်လိုက်အရေးချောင်းကြီးများထင်ရှားစွာရှိနေတာပဲဖြစ်တယ်။အတိတ်ကာလဂျာဗာကျက်တွေကိုမြန်မာပါဝင်အရှိတောင်အာရှကြည်ပြည့်တွေ့ရှိရပေမဲ့လက်ရှိချိန်မှာအင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းရဲ့အမျိုးသားဥယျာဉ်တနေရာထဲမှာသာသက်ရှင်ကျင်ရစ်ပါတော့တယ်။သူတို့ရဲ့ဥကြိုကိုဆေးဖို့ဖို့အတွက်မဲလိုက်ခံရမှုကြောင့်ဒီနေ့ခေတ်မှာအကောင်ကြီး80ကျော်ပဲကျန်ပါတော့တယ်။ဒီတရဝတွေကိုမျိုးတုံးဝင်ဖြစ်ရတာကသဘာဝတရားကြောင့်မဟုတ်ပဲကျွန်တော်တို့လူသားတွေရဲ့လောဘနဲ့ပို့ဆမှုတွေကြောင့်သာဖြစ်တယ်။နောက်ထပ်ပျောက်ကွယ်ဖို့အန္တရာယ်ကြုံနေရတဲ့တိရစ္ဆာန်တွေများစွာရှိနေပါသေးတယ်။သူတို့တွေကဘာပေါ်ကထာဝရမပျောက်ကွယ်သွားဖို့ဆိုရင်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့နဲ့တရားမဝင်တော်ရန်တိရစ္ဆာန်ပစ္စည်းတွေကိုအားမပေးဖို့လည်းအရင်ကြီးပါတယ်။